ရတယ်ဒီပန်းလန်းလေးပါကြလားဆောင်းနာမနေ့ကပန်းလန်းလေးပါအဲ့ဘယ်မှမကြည့်နဲ့လေဓာတ်ပုံရိုက်နေဘယ်မှကြည့်မနေနဲ့အဲ့ဒါလေကောင်းစားမနေနဲ့ဒီဘက်ပဲကြည့်ရိုးသားနည်းနည်းပြုံးမယ်အေးအဲ့လိုလှုပ်ရှားမှာကွာမင်းကလည်းပြောနေရတယ် အဲ့ဒါလေးထားပြအောင်မယ်ဒီမလားမဆို Hello testing hello အဲ့ဒါလေးနောက်တစ်ပုံโอเคဒီအခုအောင်နေမှာတမီးတို့နေရနေမပူနေနေဒီမလားမဆိုအဲ့ဒီတမီးတို့တော့လေ မမီသက်လာကိုကလာလာနှစ်ယောက်ရိုက်ပြီလားလို့မဟုတ် ဒီနောက်လေးနည်းနည်းတို့အလဲဆန်း အမတရားမလို့လို့ဟုတ်ပြီဒီဘက်ဒီကြီးမယ်နော်ဒီချက်ကူးလို့ရတယ် ဒီခေါင်းလေးကိုမောင်းနေအပေါင်းလေးကိုလေးပြလာ ဒီကြီးမယ် ရိုက်မယ်မဖယ်လာကျွန်တော်တို့ရအောင် ခဏလေးနော်ရိုက်မယ် တမီးအရင်မြင်တော့ပဲ ရိုက်မယ်ဒီကြီး အဲ့မဲ့ခဏနေရောဒါလေးကိုလည်းအဲ့ရအောက်ချခဲ့ဖုန်းနှလုံးပေးဖယ်လာအေးဟုတ်ပြီခါရလွတ်လွတ်ကင်းကင်းလေးအေးဟုတ်ပြီ
ကဲသမီးနည်းနည်းပြုံးโอเค ဒီကြည့်ပါအောင်ဒီကြည့်ပါအောင်ရိုက်မယ်ဟုတ်ပြီရိုက်မယ်နော်1 2 3ဒီကြည့်မယ်ဟုတ်ပြီခဏလေးရိုက်မယ်1 2 3ဟုတ်ပြီဒါပြီမုံမဝဲတာမင်းတို့တဲတော့ပုံးသွားတာရှင်းမိတော့ဟိုကပြန်လာခဲ့တဲ့ဟာမှာဟုတ်လားအမဟုတ်အတင်းထုတ်တာလားဟုတ်တယ်အော်ဟုတ်တယ်ရဲတော့မရှိဘူး ဘုံတော့ခလေးတွေတိုင်လိုက်မယ်နော်ဖေးတယ်ဒီမှာကြည့်လိုက် ဟဲ့အောင်ဓာတ်ပုံထဲမှာမသိတာဘူးရပြီ ရန်သူက ဒီလိုဆက်ပြီးတော့โอเคအားရကျုံးတော့အားရโอเคဆက်ပြုံးတော့အားရဘာလို့လဲဒီလိုက်ရင်တောင်းတောင်းလေးနေလိုက်ဘဒုသားဟိုဘက်ထားဟိုဘက်နဲ့ လက်လာပေါ်တယ်လက်လာပေါ်တယ် ဘဒုသားโอเค ပြောမှာဟာ โอเคရိုက်ကြည့်မယ်အားရ ဝေးခေါ်လာလိုက်ငါလေးဘယ်လိုအားလာငါလေးစောကြရအဲ့ဒီတော့လိုက်ပြီလား အာဒါမျိုးခိုင်းတာ ကျွတ်တော့မှမလွယ်အောင်ပြောနေတယ်
မျိုးသားပါလာပြီโอเคရမယ်နားလေးရိုက်မယ်ဒီကြည့်မယ်1 2 3 1 2 3ဟုတ်ပြီရလာမင်းလက်ရော့နားလေးနော်နားလေးနော်ရိုက်မယ်ပြုံးပြုံးလေးပါအဖွာဟုတ်ပြီရိုက်မယ်1 2 3နားလေးဘူးကရမ်းမပြုံးနဲ့ပြေးတော့နည်းနည်းပြုံးဟုတ်ပြီရိုက်မယ်ရိုက်မယ်ရိုက်မယ်နားလေးရိုက်မယ်โอเคခဏလေးပါနားလေးပါ အခုတစ်ခါခေါ်လာအောင်ဝရရ ရိုက်မယ်โอเคဓာတ်ပုံမရိုက်မှာလည်းမဲမဲရိုက်ရမ်းရိုက်တယ် ရပြီလား ဆွေရတဲ့ဆွေရတဲ့သူစီ ဒီနေ့တော့ဒီအဲ့ဒါတို့ဒီဝက်လောက်ပါရိုက်ပါ ဒီကနေ့မင်္ဂလာဝေးကြီးရဲ့ဘုံတက်ဖြစ်တော့မင်္ဂလာဘုရားသမီးမနံပြေထူကိုမဟုတ်မင်္ဂလာပြိတ္တဘုံဆောင်ရာရောက်ရှိပြီဖြစ်ပါ၍မင်္ဂလာပြိတ္တတော်မင်းပေါင်းတို့မှာကောင်းမြတ်ရှမ်းသာမင်္ဂလာခေါ်ဝင်နဗျာတိကနဝညာတကာမေတ္တာရှိထားကြွရောက်ရှိနေကြတယ်မင်္ဂလာမဲပိတ္တကြီးလည်းစုံလင်ကြပြီဖြစ်ပါ၍ဒီကနေ့မင်္ဂလာခန္ဓာကြီးကိုဖြင့်မင်္ဂလာဝေဘုံနာကထာဖြင့်စတင်ဖွင့်လှစ်နေပါမယ်ဗုဒ္ဓပစ္စေကဗုဒ္ဓဆံဃာဖြင့်မာတာပိတုဂုဏုတပတောဓမ္မဒေသနာသဒါယကအိမေတိသမဟာဘုနောဝေယမန္တမိတပတာကျေးဇူးတော်အနန္တကြီးမြတ်လာသောလောကထောထားရှင်တော်မြတ်ဘုရားအဥအဖျားအမှုထား၍ခင်မုန်းကြီး7ပါးနဲ့တကွာဤမင်္ဂလာမဲပိတ္တကြီးကိုမင်္ဂလာသတို့သားမင်္ဂလာသတို့သမီးတို့ကလက်ဆယ်ပြားထိတ်မှအုံမိုးရှိခိုးဥစ္စာဂါရဝပြုပြီးမင်္ဂလာဖုံကလေးပါမှာအစုပ်အညီထိုင်နေကြပါသည်ထိုင်လို့ရပြီမင်္ဂလာပေါင်းရပြီးပြီကျွန်တော်ကဆုတောင်းမေတ္တာပို့တာရင်အပရိသတ်တော်မင်းများနဲ့ကရုဂါရဝထအတူပေါင်းတို့အားဦးတင်ဂါရဝဖြင့်ဖူးတင်ကတာပါသည်သူတဲ့ဖက်ကသူမင်္ဂလာသူဘာတံသူဝတိတံဒုက္ခနောတုဘုဟောဒောစာသူရိတ်တံယမစာနေတုလက်ဆောင်ပေါင်းရက်မြတ်ကောင်းတဲ့ချိန်သောခါမြကြုံအပ်ပြီးအခါလုံးနေတင့်မြတ်ရှိ၍သိတိစေရတိရိမင်္ဂလာကောင်းမြတ်သောအတိတ်အဟိတ်နမိတ်တို့ဖြင့်စုံလင်ပြီးဖြစ်သောဒီဘာယာနံကာကြငန်းမှာတင်ဆန်းထွန်းမှကျေမာဖုံကတိပါဘောတို့အစုပ်အညီဖြင့်ရောက်ရှိကြပြီဖြစ်ပါသောကြောင့်နက္ခတ်ရှန်ကြီးတပန်းစီမှာကြံကြီးတလဲဂန္ဓဝင်းကဇေယတုအောင်တန်ရှိရန်နတ်ရွှေဆောင်တော်လက်တန်သာတေးမဟာကလေးဖွင့်ပေးလို့မင်္ဂလာအခါတော်ပေးတော်မူပါအောင်ဆက်เสียကြီးလေး
လက်စီအဖွင့်လိုက်တယ်အဖေဒီကတမ္မဗုဒ္ဓနာတပင်းဆောင်ခင်းကျင်း၍လက်ထပ်မင်္ဂလာဆောင်နေရတာကမြမဟောဟာကောဇာအကြောင်းကဏ္ဍဆောင်သားစင်တော်1385ခုနှစ်နတ်တော်လာဆန်း9ရက်နေ့ခရစ်နှစ်18ရက်12လ2023တနင်္ဂနွေနေ့ဒီနေ့ဒီကจิตရည်မင်္ဂလာပေါင်းတော်နဲ့ခါကြောင့်ပြည့်စုံပြီးမင်္ဂလာတို့ကမင်္ဂလာတို့သမီးတို့ဆုလဲလက်ထထိတ်တဲ့အတဲ့မင်္ဂလာပွဲပဲလေမင်္ဂလာရှိရအင်ကြီးဟာကရွာတော်အုပ်စုစက်ကုန်းကြီးရွာနေဥဆိုးလွင်ဒေါ်ဝဲမာတို့နေအိမ်မင်္ဂလာမန္တတော်ကြီးမှာတော့နဖေတော်မိမစုံလင်တို့ဖြင့်ရွှေလက်ထကြတဲ့ရွှေစနီးမောင်နှံနဲ့တကွာဆွေကြီးမျိုးကြီးတို့ဒီကနေပြည်တော်မဟုတ်ပါတိရိမြို့နယ်ရွာတော်အုပ်စုစက်ကုန်းကြီးရွာနေဥတင်စာတော်ခင်ကြီးအင်းမြင့်သာယာကြီးရွာနေဥတင်လိုက်တော်တင်ထွေးတို့ဤနေဥဆန်းလွင်တော်ချိုမှာဥမျိုးလွင်ဒေါ်တနာလိုက်ဥဇော်မင်းထွန်းတော်ချိုဥတန်းတော်ဒေါ်ဆူဆွေလွင်ဥဆမ်းမင်းဒေါ်ရွှေရောဝါဥသိန်းစောထွန်းဒေါ်အုံမနာဝင်းဥမြင့်ထွန်းဒေါ်ညုံမတို့ဤတူမှာမောင်ဆိုင်ကျော်ထူးဤညီမမြမကိုနှစ်လန်းနေဥဆိုင်ကျော်မောင်ဒေါ်ရွှေကြီးအထာကခွဲလေးပြအငိမ့်စားတို့ဤသမီးမနတ်တိထူပေါ်မဖူးဖူးဖိုင်နေရမြမတို့ဆုလမင်္ဂလာအခါဝဲကြီးဖြစ်နေပြီမင်္ဂလာအပဒေတော်မင်းပေါင်းတို့ဂျာတိတော်မူကြနေနိုင်ပါပဲမင်္ဂလာတို့သားမင်္ဂလာတို့သမီးကလေးတို့ပါဆိုရင်ဖြင့်ဘုံတရေရှိအမိဘနှစ်ပါးတို့ကနေပြီးမိရှုတန့်စဉ်ဖွားမြင်ခဲ့ကြတယ်ရင်နဲ့မိရှာသာသာယေရနာသမီးနာယေရနာသားကောင်းယေရနာသမီးကောင်းယေရနာကလေးများဖြစ်ကြတယ်